အားလုံးမင်္ဂလာပါဒီကနေ့ကလေးများနေ့မှာတရားဒေသနာဝင်ငှခွင့်ပြင်ဆင်ပေးတဲ့ဖျားကိုထူးပဲကျေးဇူးတင်ပါတယ်တာဝန်ပေးတဲ့တာဝန်ခံကိုလည်းထူးပဲကျေးဇူးတင်ပါတယ်စင်ချင်းခုံအားယူနိုင်ဖို့ရန်အတွက်ကျမ်းပိုက်၃ပိုက်ကိုဖတ်ချင်ပါတယ်129ခုမြောက်သောစာလံအပိုက်ငယ်3ဖွားမြင်သောသားသမီးတို့သည်ထာဝရဘုရားဆုချ၍ပေးသနာတော်မူသောအမွေဥစ္စာဖြစ်ကြ၏103ခုမြောက်သောစာလံအပိုက်ငယ်73အဘသည်သားတို့ကိုသနာဆုံမဲ့သည်နည်းတူထာဝရဘုရားသည်ကြောက်ရွံ့သောသူတို့ကိုသနာဆုံမဲ့တော်မူ၏ယေရှာယခန်းကြီး66အငယ်73အမိဒီသားငယ်ကိုနှစ်သိမ့်စေတကယ်တော့သင်တို့ကိုငါနှစ်သိမ့်စေဒီကနေ့ဒုတကွစင်ချင်းခုံအာယူဖို့ယူဆောင်လာတဲ့ခေါင်းစဉ်ကတော့ခလေးသူငယ်များဤစန္ဒခလေးသူငယ်များဤစန္ဒအကယ်၍အိမ်ထောင်မှာတဲ့ရွယ်ငယ်သေးတဲ့ခလေးသူငယ်များရဲ့စန္ဒကိုလိုက်နံပြီးကောက်ယူမယ်ဆိုရင်ခလေးသူငယ်များတို့ဤရင်တွင်းမှာရှိနေတဲ့ရိုးစင်ဖြောင့်မတ်သောသဘောများကိုကျမတို့ရရှိနိုင်မှာဖြစ်ပါတယ်ခလေးသူငယ်များတို့ဘက်မှနေပြီးမှခလေးတို့ရဲ့ရှုထောင့်အားဖြင့်စဉ်းစားကြည့်မယ်ဆိုရင်လေယုံကြည်သူအိမ်ထောင်တိုင်း၌ရှိတဲ့ဂုဏ်အင်္ဂါများကိုထင်ရှားစွာမြင်တွေ့လာပါလိမ့်မယ်နှစ်သက်ကြပါလေမက်မောကြပါလေနေချင်ကြပါလေအကယ်၍ဒီကလေးသူငယ်များတို့နေထိုင်ရတဲ့အိမ်ထောင်တွေမှာပျော်ရွှင်မှုကင်းမဲ့သောအိမ်ထောင်ဖြစ်မဲ့ဆိုရင်ကလေးများတို့ရဲ့ဘဝကိုပဲထိပါလာစေနိုင်ပါလိမ့်မယ်လို့ပညာရှင်တွေကပေါ်ပြထားတာကျမတို့တွေ့ရှိရပါတယ်လူတိုင်းရဲ့အသက်တာမှာဖြူစင်တတ်ရှင်းတဲ့အချိန်ဒီကလေးဘဝမှာတာဖြစ်ပြီးအသက်အရွယ်ကြီးရင့်လာတဲ့နေ့ညဖြူစင်တန့်ရှင်းမှုတွေအားနည်းလာကြောင်းသိရှိရပါတယ်။ဒါကြောင့်ကလေးများဤတန့်ရှင်းဖြူစင်ခြင်းဘဝကိုကျမတို့လူကြီးများနဲ့ပတ်ဝန်းကျင်ကအယောင်မဆိုးမိဖို့ရအထူးပင်အရေးကြီးလာပါတယ်။ရှမုန်ဖရက်ကပြောလဲဆိုရင်မိဘနှစ်ပါးတည်တဲ့သားသမီးများအပေါ်ဖျားသခင်ကိုပုံဖော်ပေးတော့သူဖြစ်တယ်လို့သူဆိုထားပါတယ်။တနည်းအားဖြင့်ဆိုရရင်မိဘနှစ်ပါးဤမေတ္တာသည်သားသမီးများအပေါ်ဖျားသခင်ဤမေတ္တာကိုဖော်ကျူးခြင်းဖြစ်ပါတယ်။103ခုမြောက်သောစာလံအပိုက်ငယ်73မှာဖော်ပြထားတာကအဘသည်သားတို့ကိုသနာဆုံမဲ့ဒီနည်းတူထာဝရဘုရားသည်ကြောက်ရွံ့သောသူတို့ကိုသနာဆုံမဲ့တော်မူ၏ဘုရားသခင်ရဲ့လူသားတို့ပေါ်မှာထားရှိသောမေတ္တာတရားနည်းတူသားသမီးများအပေါ်မေတ္တာရှိသောဖခင်များကိုရည်ညွှန်းခြင်းဖြစ်တယ်ဆိုတာကျမတို့တွေ့ရှိရပါတယ်ဟေရှာယ66အငယ်73မှာဖော်ပြထားတာကအမိဒီသားငယ်ကိုနှစ်သိမ့်စေတကယ်တော့သင်တို့ကိုငါနှစ်သိမ့်စေမည်ဤနေရာမှာလည်းပဲမိခင်များရဲ့မေတ္တာကိုဖျားသခင်ဤမေတ္တာတော်နဲ့နိုင်ရှင်ထားတာတွေ့ရပါတယ်ယနေ့ကျွန်တော်တို့မိဘများဖျားသခင်ဤမေတ္တာတော်အကြောင်းကိုသားသမီးများအပေါ်မိကဲတို့ပုံဖော်ပေးကြပါသည်ခရစ်တော်သည်
အသင်းတော်ကိုချစ်တကယ်တော့ဆိုပြီးမှအေဖက်9:25မှာဖော်ပြထားပါတယ်ယောက်ျားများကလည်းတဲ့မိန်းမများကိုချစ်ရမယ်တဲ့ကိုခင်ပွန်းကိုချစ်ရမယ်ပြီးတော့မိသားစုပေါ့နော်ဒီလိုကိုယောက်ျားကိုချစ်တကယ်တော့ကိုမိန်းမကိုလည်းချစ်ရမယ်လို့ဆိုတော့မိသားစုမှာကြီးပြင်းလာတဲ့သားသမီးတွေကခရစ်တော်ရဲ့ချစ်ချင်းမေတ္တာအကြောင်းကိုနားလည်ခံစားနိုင်ကြမှာဖြစ်တယ်မိဘများကဖျားသခင်ချစ်ချင်းမေတ္တာနဲ့စိတ်နေသဘောထားတို့ကိုလက်တွေ့ကြကြသားသမီးများကိုဖော်ကျူးဖို့ရန်ဝတ္တရားရှိပါတယ်ကျွန်တော်တို့မိဘများပုံသက်တဲ့မကောင်းပါကကျွန်တော်တို့ရဲ့သားသမီးများဒါမှမဟုတ်ခလေးသူငယ်များဖျားသခင်ကိုယိုသေးလေးစားမှုပေါ်ရော့ပြီးဖျားနဲ့ဆိုင်တဲ့အရာတို့ကိုလည်းတန်ဖိုးမထားတတ်တော့ပဲနေကြမှာဖြစ်တယ်စကားရှိပါတယ်မူရင်းကောင်းမှမိတ္တူကောင်းတယ်မိဘများသည်တမန်တရားအတိုင်းအသက်တာကိုတည်ဆောက်တဲ့အသက်ရှင်လိုက်လျှောက်တဲ့အခါမှာအသက်တာအားဖြင့်ဘုရားသခင်နဲ့ဆိုင်တဲ့အရာများတို့ကိုသားသမီးများကရှင်းလင်းစွာသိမြင်နားလည်လာပေလိမ့်မယ်သားသမီးများဤသိနားလည်လိုသောအရာများကိုမှန်ကန်သိကြစွာဖြေကြားရန်လဲကျမတို့မိဘများဤတာဝန်ဖြစ်ပါတယ်သားသမီးများသိလိုတဲ့အကြောင်းအရာများကိုကျွန်တော်တို့မိဘများလစ်လူရှုထားတဲ့အခါမှာသားသမီးများရဲ့အနာဂတ်ကိုတာဝန်ကင်းမဲ့စွာပိတ်ပင်စီးတားထားကြောင်းဖော်ပြထားတာကိုလည်းကျမတို့တွေ့ရပါတယ်ကလေးတွေရဲ့လွတ်လပ်ခြင်းမိဘအချို့ကသားသမီးတွေကိုမေတ္တာကိုအရင်ခံပြီးမှချစ်ကြတယ်အချို့နေရာတွေကြတော့လေဟန်တာကြတယ်မလုံနဲ့မကင်နဲ့တုံတင်တတ်ကြပါတယ်ဟန်တာမှုများတဲ့မိဘရဲ့တုံတင်မှုမှာတဲ့ကြီးပြင်းလာတဲ့ကလေးတွေကတဲ့လူကြီးဘဝကိုရောက်တော်လေတဲ့မလုံတတ်မကင်တတ်ဘဝအဖြစ်တို့ရောက်ရှိသွားကြတယ်ကလေးကိုသူ့အရွယ်နဲ့သူလုံတတ်ကင်တတ်အောင်ကျမတို့မိဘများကလှုပ်ခွင့်ပေးရမှာဖြစ်ပါတယ်ကလေးတွေကိုအစဉ်အတိုင်းလွတ်လပ်စွာကြီးထွားစေလိုရင်းနဲ့ကလေးတွေရဲ့သဘောထားအမြင်ကိုဖွင့်ပြခွင့်ပြုပါတဲ့ကလေးရဲ့အားသာချက်ကိုရှာပြီးမှချီးမြှောက်ဂုဏ်ယူပေးပါကလေးရဲ့အားနည်းချက်ကိုကျမတို့အပြစ်မတင်ပဲနောက်တစ်ကြိမ်စူးစမ်းပါလို့မှန်ကန်သောနည်းဖြင့်ကျမတို့ကပြတ်သားရမှာဖြစ်ပါတယ်ကျွန်တော်တို့ကလေးများကိုမိမိလေးစားတန်ဖိုးထားတတ်သောအလေးကျင့်များဖြင့်ကျမတို့ကလက်ကျင့်ပြိုးထောင်ပေးရမှာဖြစ်ပါတယ်အောင်မြင်မှုအတွက်ကြိုးစားလိုသောစိတ်ကိုလည်းကျမတို့နိုးဆွပေးရမှာဖြစ်ပါတယ်ကလေးများကိုအားပေးခြင်းချီးမွမ်းခြင်းဂုဏ်ပြုခြင်းကူညီလှုပ်ဆောင်ခြင်းများကိုကျမတို့မိဘတွေကအမြဲလှုပ်ဆောင်ပေးရမှာဖြစ်ပါတယ်နိဂုံးအနေနဲ့ပမောသိမ့်ဖေရေးသားထားသောဆယ်ကျော်သက်လူကျွန်းလေးများထက်မှအိုလီဗီယာဘန်နက်အကြောင်းကိုဖော်ပြရင်းနဲ့နိဂုံးချုပ်ချင်ပါတယ်ဒီသမီးငယ်လေးကသွေးကင်ဆာယောဂဝေဒနာခံစားတယ်အသက်3နှစ်အရွယ်မှာသူပုံဆွဲတယ်ရောင်စုံတွေကိုချဲတယ်သူလှုပ်ခဲ့တယ်သူလှုပ်ခဲ့တဲ့မြတ်တွေကသူ့ရဲ့အမေသူ့ရဲ့အဖေကအားပေးတယ်စာအုပ်တွေရောင်စုံစာအုပ်တွေခဲတံတွေအများကြီးဝယ်ပေးတာလေ
တွေ့ရတယ်ဒီသမီးအသက်4နှစ်ရောက်တဲ့အခါမှာဆေးရောင်ချယ်ပြိုင်ပွဲတစ်ခုမှာဝင်ပြိုင်ခဲ့တယ်တတိယဆုသူရခဲ့တယ်သူအရာအားတက်ခဲ့တယ်9နှစ်အရွယ်မှာသူခံစားရတဲ့သွေးကင်ဆာရောဂါဖြစ်တော့သူကုသမှုခံယူရတယ်ကင်ဆာရောဂါဆေးတောက်ရတယ်ဒီဆေးနဲ့မတက်တဲ့အခါမှာရာရံနဲ့လက်ချောင်းတွေလည်းဆုပ်လိုက်ဖြန့်လိုက်မရဘူးအစစ်ရောင်နာယောဂါနဲ့တူတယ်ပေါ့နော်ဆရာဝန်ကပြောတယ်လက်ချောင်းကလေးတွေကိုလက်ကျင်ခံလို့ပို့လိုတယ်ဆိုလိုတာကဒီသမီးလေးကပုံဆွဲတယ်ဆိုတာဒီဆရာဝန်သိတယ်ဆရာဝန်ကပြောပုံဆွဲပေးတာဟာအကောင်းဆုံးလက်ကျင်ခံဖြစ်တဲ့သမီးလို့သူအားပေးခဲ့ဒီသမီးအသက်10နှစ်အရွယ်မှာသူ့အိမ်မှာအမေရဲ့အတိမိတ်ဆွေအမျိုးသမီးကြီးကလည်းရောက်လာပြန်တယ်အခန်းမှာသူလိုက်ပြီးကြည့်တဲ့အခါမှာဤသမီးဆွဲထားတဲ့ပကြီကားတွေကိုသူလိုက်ကြည့်အယမ်းသဘောကျသွားတယ်တောင်းဝယ်တယ်အဲ့နဲ့သမီးလေးဒီပကြီကားလေးကိုဘယ်လောက်ရောင်းမလဲသူစန္ဒအတိုင်းသူမလို့ဘူးသူစန္ဒသူ့အမေကိုဖော်ပြပြီးမှအမေနဲ့တိုင်ပင်တဲ့အခါမှာ$90နဲ့ရောင်းမယ်လို့ဒီအမျိုးသမီးကြီးကိုသူပြန်ပြောလိုက်ပါတယ်အမျိုးသမီးကြီးကအယမ်းအံ့ဩပြီးမှဘာမှမပြောတော့ဘဲနဲ့ချက်ချင်း$90ကိုထုတ်ပေးလိုက်ပါတယ်ဒီအမျိုးသမီးပြန်ဖို့လို့တဲ့အခါမှာတကားနားမှာရောက်ပြီးမှပြန်ပြီးလက်လာခဲ့ပါတယ်ဘာပြောလဲဆိုသမီးမကြခင်မှာတဲ့သမီးရဲ့ပကြီကားတွေကိုလူတွေအများကြီးလာဝယ်ကြလိမ့်မယ်တဲ့ဒီအမျိုးသမီးရဲ့စကားကြောင့်ဒီသမီးအိုလီဗီယာဘဲနက်စ်ကအယမ်းဝန်တာပြီးမှအားတက်ခဲ့သူ့ရဲ့ပကြီကားတွေကိုတကယ်ပဲမကြခင်မှာအိမ်နာချင်းနေကျောင်းကဆရာမတွေလာရောက်ဝယ်ယူအားပေးကြတယ်ဆိုတာတွေ့ရဒီသမီးငယ်အိုလီဗီယာဘဲနက်စ်ကဘာကြောင့်အဲ့လောက်မှတိုးတက်လာတယ်လေသူအသက်9နှစ်အရွယ်မှာဘောနော်3နှစ်ရောင်စုံချဲတယ်9နှစ်အရွယ်မှာပကြီစဆွဲတယ်အသက်10နှစ်အရွယ်မှာပထမအကျိန်ပေါ့နော်ပကြီကားတစ်ချက်ကိုသူတော်လာ90နဲ့သူရောင်းရဒီသမီးအသက်10နှစ်အရွယ်မှာသူလုပ်တဲ့ပကြီပြပွဲတစ်ခုမှာပကြီကား24ချက်24ကားပေါ့နော်သူရောင်းခဲ့ရအသက်17နှစ်အရွယ်မှာကိုပိုင်ပကြီကားတွေပြတဲ့ပြပွဲတစ်ခုကိုသူလုပ်ခဲ့ဒီသမီးအသက်14နှစ်အရွယ်မှာကိုပိုင်ပကြီအနုပညာလက်ရာပြခန်းတစ်ခုကိုသူတည်ထောင်နိုင်ခဲ့ဒီသမီးကဘာလို့အဲ့လောက်တော့မှတိုးတက်လာလဲဆိုနံပါတ်1မိဘများရဲ့အားပေးမှုသူလွတ်လပ်စွာရောင်စုံနေချဲတယ်လွတ်လပ်စွာပကြီတွေရေးဆွဲခွင့်ပြုရမိဘရဲ့အချိန်ပေးမှုမိဘရဲ့ကူညီမှုလှုပ်ဆောင်မှုလူရခဲ့ဝေဒနာခံစားတော်များလဲအားပေးတတ်တဲ့ဆရာဝန်ဘောနော်ပကြီကားကိုလာဝယ်ပေးတဲ့သူကလည်းအားပေးလိုက်တဲ့စကားတစ်ခုကြောင့်ဒီသမီးကသူ့ရဲ့ဘဝကိုသူကောင်းကောင်းရပ်တည်နိုင်ခဲ့တယ်ထူးချွန်ပြောင်မြောက်စွာစွမ်းဆောင်နိုင်ကြောင်းဆိုတာကိုကျွန်တော်တို့တွေ့ရှိရတယ်ဒါကြောင့်မလို့ကျွန်တော်တို့မိဘများတာသမီးတွေကိုသူတို့ရင်ဖွင့်ခြင်းတဲ့အရာတွေကိုကျွန်တော်တို့ရင်ဖွင့်ခွင့်ပေးကြရအောင်သူတို့လုပ်ခြင်းတဲ့အရာတွေကိုလွတ်လပ်စွာ
လှုပ်ဆောင်ခွင့်ပေးကြရအောင်သူတို့ရဲ့အားနည်းချက်တွေကိုတစ်ခါတလေရှိတဲ့အခါမှာအပြစ်မတင်ဘဲနဲ့နောက်တစ်ကြိမ်ကြိုးစားပါလို့မှန်ကန်သောနည်းနဲ့ကျမတို့သူတို့ကိုပြတ်တတ်ပေးကြရအောင်ပြီးတော့အောင်မြင်မှုအတွက်ကြိုးစားလို့တော့စိတ်ကိုကျမတို့မိဘနူးဆွတ်ပေးကြရအောင်လို့ဒီကနေ့အနေငယ်ခုံအားပေးချင်ပါတယ်ကြားနာတော့သူရောက်စီတိုင်းပေါ်မှာဖျားခင်တာ၍ကောင်းချီးမင်္ဂလာတုံးလောင်းပါစေ